မိတ်ဆွေတို့စူပါမားကတ်တွေထဲမှာပေါင်မုံတွေခောက်ဆွဲတွေနဲ့စီဘူးတွေကိုမြင်တဲ့အခါအဲ့ဒါတွေကဘယ်ကလာတယ်လဲဆိုတာစဉ်းစားဖို့ပါသလားဂျပန်နိုင်ငံရဲ့နာမည်ကြီးရှိုဝါဆန်ဂီယိုကုမ္ပဏီဟာအိမ်သုံးပစ္စည်းတွေနဲ့လူသိများပေမဲ့တကယ်တမ်းသူတို့ရဲ့ရောင်းအား90%ကျော်ကစားတောက်ဆိုင်တွေနဲ့စက်ရုံတွေစီတိုက်ရိုက်ရောင်းချတဲ့လုပ်ငန်းတွေကနေလာတာဖြစ်ပါတယ်အခုဆိုရင်ဒီကုမ္ပဏီဟာတည်ထောင်ခဲ့တာနှစ်ပေါင်း90တိုင်ခဲ့ပြီဖြစ်ပါတယ်1936ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစတင်ခဲ့တဲ့ဒီသမိုင်းဝင်ကုမ္ပဏီကြီးဟာနောင်အနာဂတ်100ပြည့်နှစ်အထိဘလို့ခိုင်ခိုင်မာမာဆက်သွားမလဲဆိုတာကစိတ်ဝင်စားဖို့အင်မတန်ကောင်းလာပါတယ်ဒီဗီဒီယိုမှာတော့တာမန်စားတောက်ကုန်လုပ်ငန်းတစ်ခုထက်ပိုတဲ့သူတို့ရဲ့ထူးခြားတဲ့မဟာဗျူဟာတွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကုမ္ပဏီရဲ့15ရောက်မြောက်ဥက္ကဋ္ဌဖြစ်သူဆူကာဂိုရှိဟီဒေယူကီဟာဂွန်မာစီရင်စုဇာတိဖြစ်ပြီးလုပ်ငန်းခွင်အတွေ့အကြုံရင့်ကျက်သူတူဖြစ်ပါတယ်သူတို့ရဲ့လုပ်ငန်းဟာဂျုံစီနဲ့ပြောင်းဘူးကနေထုတ်လုပ်တဲ့တကြားတက်ဆိုပြီးအဓိကကဏ္ဍ3ခုကိုအခြေခံထားပါတယ်မိတ်ဆွေတို့ဒီနေ့စားလိုက်တဲ့ယာမန်ခောက်ဆွဲဒါမှမဟုတ်ကိတ်မုံတွေထဲမှာသူတို့ရဲ့ကုန်ကျန်းတွေပါဝင်နေဖို့ရာခိုင်နှုန်းတော်တော်များပါတယ်သူတို့ရဲ့ထူးခြားချက်ကဂျုံမုံတင်မကပဲကြော်တဲ့စီကိုပါတွဲဖက်ပြီးအကောင်းဆုံးအရသာရအောင်အကြံပေးနိုင်တဲ့ solution ပေးနိုင်စွမ်းရှိတာပါပဲဒါပေမဲ့ဒီလိုအောင်မြင်နေတဲ့ကြားထဲကမှသူတို့ဟာဘာကြောင့်ဗီယက်နမ်လိုနိုင်ငံမျိုးအထိလုပ်ငန်းတွေချဲ့ထွင်နေရတာလဲဆိုတာနောက်တစ်ဆင့်မှာဆက်ပြီးလိလာကြည့်ကြရအောင်ပါရှိုးဝါဆန်ကယိုဟာ2035ခုနှစ်အထိရည်မှန်းထားတဲ့ Showa Vision 2035ဆိုတဲ့ရေရှည်စီမံကိန်းကိုချမှတ်ထားပါတယ်သူတို့ဟာရိုးရိုးစားတောက်ကုန်လုပ်ငန်းတွေမကပဲလူသားတွေရဲ့နေထိုင်မှုဘဝတစ်ခုလုံးကိုကောင်းမွန်စေမဲ့ life solution ခန္ဓာသစ်တွေကိုပါခြေလှမ်းပြင်နေတာပါအထူးသဖြင့်ဇီဝလောင်စာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာတွေမှာရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်နေပါတယ်အနာဂတ်10နှစ်အတွင်းမှာလုပ်ငန်းသစ်တွေနဲ့ပြည်ပချဲ့ထွင်မှုတွေအတွက်ရန်တန်82,000ကျော်အထိသုံးစွဲသွားဖို့စီစဉ်ထားတာကိုကြည့်ရင်သူတို့ရဲ့ယုံကြည်မှုကိုမြင်နိုင်ပါတယ်ဒါဆိုရင်ရင်းနှီးမြှုပ်နှံသူတွေအတွက်ရောဘလို့အကျိုးအမြတ်မျိုးတွေပေးသွားဖို့ရှိနေမလဲဆိုတာမိတ်ဆွေတို့သိချင်ကြမှာပါကုမ္ပဏီရဲ့စီမံကိန်းသစ်အရရှယ်ယာရှင်တွေကိုအမြတ်ဝေစုခွဲဝေပေးတဲ့နှုန်းကိုအသားတင်အမြတ်ရဲ့40%အထိတိုးမြင့်ပေးသွားမှာဖြစ်ပါတယ်ဒါတင်မကပဲအရင်အနည်းကိုဘလောက်ထိရောက်အောင်သုံးနိုင်တယ်လဲဆိုတာကိုတိုင်းတာတဲ့ ROE 8%ရရှိဖို့ကိုလည်းအခိုင်အမာရည်မှန်းထားပါတယ်ဒါဟာကုမ္ပဏီတစ်ခုအနေနဲ့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံသူတွေကိုတန်ဖိုးထားတယ်ဆိုတာပြသလိုက်တာပါပဲဒါအပြင်သူတို့ဟာနှစ်စဉ်မတ်လကုန်မှာရှယ်ယာ100နဲ့အထက်ပိုင်ဆိုင်သူတွေကိုလည်းကုမ္ပဏီထုတ်စားတောက်ကုန်ပစ္စည်းတွေကိုလက်ဆောင်အဖြစ်ပေးအပ်တဲ့အစီအစဉ်လည်းရှိပါတယ်ဒီလိုခိုင်မာတဲ့စီမံခန့်ခွဲမှုတွေကနေတဆင့်မိတ်ဆွေတို့အနေနဲ့တည်ငြိမ်တဲ့စီးပွားရေးတည်ဆောက်ပုံကိုသင်ခန်းစာယူနိုင်ပါတယ်ကုမ္ပဏီရဲ့စောင့်မုတ်သစ်ဖြစ်တဲ့နှံစားသီးနှံတစ်စိရဲ့စွမ်းအားကနေပျော်ရွှင်စရာအနာဂတ်ကိုဖန်တီးမယ်ဆိုတဲ့စကားအတိုင်းသူတို့ဟာအစဉ်အလာကိုလည်းထိန်းသိမ်းတယ်လို့ခေတ်သစ်နည်းပညာတွေကိုလည်းလက်ခံနေပါတယ်။အီဘာရာကီစီရင်စုကသူတို့ရဲ့ကာရှီမာစက်ရုံမှာဆိုရင်ကမ္ဘာအကြီးဆုံးသင်္ဘောတွေစိုက်ကပ်နိုင်တဲ့စိတ်ကမ်းနဲ့ကိုယ်ပိုင်တိုးလောင်ယုံကြီးတွေရှိနေတာကသူတို့ရဲ့အားသာချက်ပါပဲ။အခုလိုရည်ရှိကြည့်ပြီးတည်ငြိမ်စွာရှောက်လန်းနေတဲ့လုပ်ငန်းပုံစံတွေဟာစီးပွားရေးမှာအောင်မြင်ခြင်းသူတွေအတွက်အတူယူစရာအချက်တွေအများကြီးရှိပါတယ်။ဒီလိုမျိုးတန်ဖိုးရှိတဲ့အချက်လက်တွေကိုသိရှိခြင်းကမိတ်ဆွေတို့ရဲ့အတွေ့အခေါ်ကိုပုံမူရင့်ကျက်စီမှာဖြစ်လို့နောက်မှလည်းအခုလိုဗဟုသုတတွေကိုဆက်လက်မျှဝေပြီးသွားအောင်မှာဖြစ်ပါတယ်